မင်္ဂလာပါဒီနေ့ကျွန်တော်တို့ကနေပြီးတော့ဒီနေ့ငလင်ကယ်ဆယ်ရေးမှာကျွန်တော်ပြန်လည်ထူထောင်ရေးမှာလိုအပ်တဲ့ပစ္စည်းလေးတွေတောက်လှူမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကမနက်ဖြန်ဆိုလို့ရှိရင်မန္တလေးအမရပူရာအင်ဝါစကိုင်းကျောက်ဆယ်ပြီးရင်ပြင်မနာလေဝေးပြီးရင်အင်းလေးတောင်ကြီးအဲ့ဒီဘက်တွေကိုတောက်လှူမှာဖြစ်ပါတယ်ဒါမှမဟုတ်လူတွေကလည်းပတ်သက်ပြီးတော့ကျွန်တော်ဒီထဲမှာဗာလေးပါလေးဆိုတော့ကိုကျွန်တော်ပြပြချင်လို့ပါကျွန်တော်တို့ဒီအခုကာလမှာအကုန်လုံးကဒီကျမကြီးရလဲလိုအပ်မယ်စိတ်ပိုင်းဆိုင်ရုပ်ပိုင်းဆိုင်ရာအများကြီးလိုအပ်မယ်လို့ကျွန်တော်ထင်ပါတယ်ပြန်လဲအင်အားရှိဖို့လိုအပ်မယ်လို့ထင်ပါတယ်ကျွန်တော်လိုအပ်တဲ့ဆေးဝါးလေးတွေပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာအားဆေးလေးပါမယ်ကျွန်တော်တို့ဒီမှာအခုထိခိုက်ရှာနာအတွက်ကျွန်တော်ဒီမှာအရက်ပြန်900 ml ကလင်းလေးတွေပါမယ်တာနဲ့တွဲသုံးမှုအတွက်ကျွန်တော်တို့ဒီမှာကွန်းတုပ်လေးပါမယ်ကွန်းတုပ်ပါမယ်ပြီးရင်မိုးမော်ရီပြောက်အောင်ဆိုတော့ရှူဆေးလေးတွေထည့်ထားမယ်ပြီးရင်ချင်းကိုက်ပါညာအတွက်ကျွန်တော်တို့ဒီမှာချင်းဆေးလိမ့်ဆေးလေးတွေပါမယ်ပြီးရင်တပွေတကားသုံးမှုအတွက်ကျွန်တော်ဒီမှာတော်လိုက်တန်လေးတွေလည်းပါမယ်ပြောရလို့ရှိရင်ကျွန်တော်တို့ဒီမှာ cotton pad လေးတွေပုံလေးပါဟန်ချက်လေးသုံးမှုအတွက် cotton pad လေးတွေလည်းပါမယ်နောက်ပြီးရင်ကျွန်တော်တို့ဒီမှာparacap ပေါ့နော် paracetamol ပါမယ်ပြီးရင်ကျွန်တော်တို့ဓာတ်စားတုပ်လေးလည်းထည့်ထားပေးမယ်ပြီးရင်ကြောနာခါနာဝေဒနာရှင်တွေအတွက်လည်းကျွန်တော်ဒီမှာကြောကက်လေးလည်းကျွန်တော်ကထည့်ထားပေးမယ်ပေါ့နော်နောက်ပါလို့ရှိရင် handy plus လည်းပါပါသေးတယ်ထည့်ရတော့အများကြီးပဲဒါတော့ handy plus လေးပေါ့ထိခိုက်ရှာနိုင်အတွက်ကျွန်တော် handy plus ထည့်ပေးမယ်နောက်ပြီးကျွန်တော် petty corn လေးလည်းပါပြီးတော့ဗာကြံသေးလဲဆိုတော့ဘာမှမျိုးသမီးလားရှင်တော့ဒါလေးလည်းမျိုးသမီးတွေနေသုံးညသုံးလိုအပ်တာလေးကျွန်တော်ထည့်ပေးမယ်ပေါ့နော်အဲ့တော့ဒါလေးအားလုံးပေါင်းပြီးတော့ကျွန်တော်ကအိမ်ကိုဒီလိုမျိုး medical အထုပ်ကြီးပေါ့နော်လို mask တွေပါလို့အထုပ်ကြီးတစ်ထုပ်စီနဲ့ကျွန်တော်ကဒိန်းနဲ့တိန်စင်လာမျိုးလေးဒီမှာဖြစ်ပါတယ်ပြောလို့ရှိရင်အိမ်တိုင်းမှာလည်းလိုအပ်တဲ့ကျွန်တော်တို့ဒီပြန်လည်ထူထောင်ရေးအတွက်လိုအပ်တဲ့ကျွန်တော်ဒီမှာငွေသားလေးထည့်ပြီးတော့လည်းကျွန်တော် site လေးနဲ့တူဖို့ရှိပါတယ်ပြောလို့ရှိရင်စောင်းလည်းတူမယ်ပြီးရင်ဒါအမျိုးသားဝတ်စုံတွေပြီးရင်ဒါကကြတော့အမျိုးသမီးဝတ်စုံတွေပေါ့ဒါလေးသွားတူမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ခုဒါဝိုင်းဝန်းပြီးတော့လောက်အပ်ပြီးနေရရှိပါတယ်ဒီဘက်လေးနဲ့